လာပါရှင်ဒီနေ့မှာတော့မကြခင်မှာထွက်ရှိမယ်မွေလာနဲ့ဆိုရရုပ်ရှင်ကားရဲ့ထုတ်လုပ်သူဖြစ်တဲ့ပြီးတော့ဒီရုပ်ရှင်ကားရဲ့တခြင်းကိုပေါ့နော်တီထွင်ထုတ်လုပ်ထားတဲ့လူဖြစ်တဲ့Heaven Melody Company Asian Value Property က CEO and Founder ဦးချစ်မမကိုအင်တာဗျူးမှာဖြစ်ပါတယ်ရှင်မင်္ဂလာပါညီမလေးမင်္ဂလာပါအကိုကပေါ့နော်အခုဒီ Heaven Melody Company Asian Value Property ဘက်မှာလည်းအလုပ်တွေအများကြီးလုပ်နေပြီးတော့တပြိုင်နက်တည်းဒီဘက်မှာလည်းဒီမွေလာနဲ့ဆိုတဲ့ရုပ်ရှင်မီနီရုပ်ရှင်ကားလေးကိုထောက်လိုက်တယ်ဆိုတော့သတင်းထွက်လာတဲ့အခါမှာပေါ့ညီမအနေနဲ့ရုပ်တရက်ဆိုတော့အံ့ဩရတယ်ပေါ့နော်ဘလို့စိတ်ကူးနဲ့မြန်ထုတ်ဖြစ်မယ်လို့ထုတ်ဖြစ်လိုက်တယ်ပေါ့နော်ဆိုတာလေးတစ်ချက်လောက်ပြောပြဒီကားလေးရဲ့အဓိကပေးခြင်းတဲ့ message ကပေါ့နော်ကျွန်တော်တချို့လူတွေကအပြင်းပန်းကြည့်ရင်တော့မပြည့်စုံမှုတွေနော်မကောင်းဘူးလို့ထင်ရပေမဲ့မပြည့်စုံမှုတွေရှိတယ်မကောင်းဘူးစသဖြင့်ပေါ့နော်ထင်ရပေမဲ့သူတို့ရဲ့စိတ်နှလုံးသားတွေကမျက်မျက်နှူးညံ့ကြသူပုံကိုယ်ကြီးအများကြီးရှိတယ်အဲ့လိုလူတွေကိုဂုဏ်ပြုပေးခြင်းတယ်လူအတိုင်းဝိုင်းမှာဆိုဒီလူတွေကဘောင်မဝင်ဘူးလို့လူဆိုးလူမိုက်တွေလို့ချဘိုးတခိုးတွေလို့လူတွေတမုတ်ကြတဲ့လူဒါပေမဲ့တချို့ဟုတ်တဲ့လူလည်းရှိတယ်မဟုတ်ပဲနဲ့တကယ်တမ်းကျတော့စိတ်ထားပြုစဉ်မျက်မျက်တဲ့လူတွေရှိတယ်အဲ့လိုလူတွေကိုတာမန်လူတွေတွေကနေပြီးကွဲထွက်ပြီးပြခြင်းတယ်ရုပ်တရက်ကြည့်ရင်တော့လူဆိုးလူမိုက်တွေဒါပေမဲ့ဗာလဲတကယ်လူဘဝမှာအရေးကြုံလာတဲ့အခါမှာမေတ္တာတရားရဲ့ပါဝါကိုလည်းပြချင်တာပါတယ်အဲ့တော့ဒါလေးကိုကျွန်တော်ကလူတွေကိုတရားဟောသလိုပြောနေမယ်တူရုပ်ရှင်လေးတစ်ခုနဲ့တင်ဆက်ပြရေးလူတွေဒီကျွန်တော်တို့အပေါ်ယံနဲ့အနှစ်သာရကိုမြင်တတ်လာမယ်ဆိုတဲ့ခံစားချက်လေးနဲ့ဒီရုပ်ရှင်ကားလေးကိုကျွန်တော်ကြိုက်ဖြစ်ဖို့အတွက်စီစဉ်ခဲ့တာပါစီစဉ်တဲ့အခါမှာလည်းကျွန်တော်ကနာမည်ကြီးရဲ့ရုပ်ရှင်မင်းသားမင်းသမီးတွေရှိတယ်ကျွန်တော်အနေနဲ့ကကျွန်တော်ဒါစပြီးတော့စမ်းသက်ပြီးတော့ပထမအဆုံးကားစရိုက်တာဖြစ်တဲ့အတွက်ကုန်ကြစိတ်ကိုလည်းနည်းနည်းလေးချွေတာမိအောင်ရယ်လူငယ်တွေကိုနေရာပေးဖို့ရယ်ကျွန်တော်တို့လူသစ်တွေကိုကျွန်တော်တို့တေချာဝေထုတ်ပေးခဲ့ပါတယ်ဒီခု interview တွေမှာဆိုလဲကျွန်တော်အဲ့ video လေးပါဝင်ပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်ပေါ့နော်ဒီ producer တယောက်အနေနဲ့လည်းပေါ့နော်ပြီးတော့ဒီ theme song ကိုတီထွင်တဲ့လူအနေနဲ့ရောဘယ်လိုမျိုးခက်ခဲလေးရှိလဲပေါ့နော်ဆိုတာလေးတစ်ချက်လောက်ပြောပြပါကျွန်တော်ကတော့ဒီအနုပညာသဘာအနေနဲ့ကျွန်တော်ဟိုရင်တွေကဒီဂီတပညာရှင်တယောက်အနေနဲ့လူတော်များသိခဲ့တယ်ပေါ့နော်ဒီဂီတလောကမှာဆိုလဲဒါကျွန်တော်ကိုလေးစားကြတယ်အဲ့တော့ကျွန်တော်ကဒီဂီတနဲ့ပတ်သက်ပြီးတော့တိတ်ထွေထူးပြောကြရမလို့ကျွန်တော်ရဲ့ဖန်တီးမှုတွေကငငယ်လေးတွေကထူးခြားခြားပဲကျွန်တော်လုပ်တဲ့အတွက်ဒီသချင်းကတော့ကျွန်တော်နဲ့တိတ်ပြောကြရမလို့ကျွန်တော်လုပ်နေကြအတိုင်းပဲကျွန်တော်သူများနဲ့မတူတဲ့အရာသာလေးတစ်ခုဖန်တီးပေးတာလေပေါ့နော်ဒါပေမဲ့ရုပ်ရှင်ကားကြတော့ကျွန်တော်တို့ကဒါမတူညီတဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်တယ်ဂီတသမားတယောက်တော့ရုပ်ရှင်ကားဆိုမတူညီတဲ့ပတ်ဝန်းကျင်ဒါကြောင့်ကျွန်တော်ကိုယ်တိုင်လည်းမရိုက်ပါဘူးကျွန်တော်တက်ဆိုင်ရာကျွန်တော်တို့ဒီproduction လုပ်ပေးဖို့တဲ့ကျွန်တော်တို့ကီနာနဲ့မန်နင်းစုတို့ကိုကူညီတောင်းပြီးတော့ကီနာနဲ့မန်နင်းစုတို့ကဒီကားကိုကျွန်တော်ရဲ့စိတ်ကူကိုပုံဖော်ပေးတာဖြစ်ပါတယ်ခင်ဗျအဲ့တော့ရိုက်ကွင်းနေအောင်ကျွန်တော်လည်းအလုပ်တစ်ဖက်နဲ့ဆိုတော့အကုန်လုံးတော့မသွားနိုင်ဘူးเนาะတချို့ရိုက်ကွင်းလေးတော့သွားကြည့်တာပေါ့အားရတာလေးလည်းရှိတယ်အားမရတာလေးလည်းရှိတယ်ဒါပေမဲ့ဗာလဲကျွန်တော်ပထမဆုံးလုပ်တာဖြစ်တဲ့အတွက်အမှားရှိမယ်ဒီမောင်ကိုကျွန်တော်တို့ကအပြူသဘောဆောင်ပြီးလက်ခံတယ်ကလေးတွေသူတို့လှုပ်ချင်တာကိုလုပ်နေရတယ်ဆိုတဲ့ feeling လေးပေါ့သူတို့လှုပ်ချင်တဲ့မှုလေးနဲ့လုပ်နေရတယ်ဆိုတော့အရသာလေးကိုကျွန်တော်သဘောကျတယ်အဲ့တော့လိုအပ်ချက်တွေရှိမယ်ပရိသတ်ကြိုက်တာလည်းရှိမယ်ပရိသတ်အနေနဲ့အားမရတာလည်းရှိမယ်ဒါပေမဲ့ကျွန်တော်လည်းလက်ခံတယ်တက်နိုင်များကီနာနဲ့မန်နင်းစုကလည်းအကောင်းဆုံးစူးစမ်းပေးတာတယ်သူတို့အတွက်လည်းဒီလိုရုပ်ရှင်ကပထမဆုံးချိန်ဖြစ်တယ်လို့သိရတယ်အဲ့တော့သူတို့အနေနဲ့လည်းအားနည်းချက်လေးရှိတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့အဲ့ဒါတွေပေါ်မှာဘာအပြစ်မှမမြင်ဘူးကျွန်တော်ဒီကားလေးနဲ့ပတ်သက်ပြီးတော့အားနည်းချက်တွေရှိရင်လည်းကျွန်တော်ပရိသတ်တွေကိုပြောချင်တာကနားလည်ပေးပါလို့เนาะကျွန်တော်ပထမဆုံးစူးစမ်းတာဖြစ်တယ်လူငယ်စူးစမ်းတာတယ်ဒါပေမဲ့ပထမဆုံးချိန်စူးစမ်းတာတဲ့မှာတော့မှတ်ကြောက်တင်လောက်အောင်ကောင်းတယ်လို့တော့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အဲ့တော့မအားတဲ့ကြားတွေကတော့တော်ကြည့်တယ်တခါတလေတော့ရောက်ဖြစ်တာပေါ့နော်ဒါပေမဲ့ရုပ်ရှင်ထွက်လာတော့အဲ့လောက်ထိကောင်းလိမ့်မယ်လို့တော့ကိုကမမျှော်လင့်ခဲ့ဘူးเนาะဒါပေမဲ့အခုကျွန်တော်တို့ brush show လေးကြည့်ပြီးဆိုတော့ဒီကားလေးကပရိသတ်တွေလည်းကြိုက်မှာပါအခုကနော်ဒီမွေလာနဲ့ဆိုရဲမီနီရုပ်ရှင်ကားလေးကဒီရိုက်ပြီးွားပြီဆိုတော့မကြခင်လဲထွက်တော့မယ်လို့ကြားတယ်ဆိုတော့အခုအနေနဲ့အားရရဲ့လားဘယ်လိုခံစားရလဲပြီးတော့နောက်ထပ်ကောဒီနုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဘာတွေဆက်လုပ်မယ်လို့တွေးတာလဲဆိုတော့တစ်ချက်လောက်ပြောပြဒီကားလေးကကျွန်တော်ကခုနပြောခဲ့လို့ပေါ့နော်ကျွန်တော်တို့အားနည်းချက်လေးရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့မျှော်လင့်ထားတဲ့တော့ပိုကောင်းနေတယ်ဒါပေမဲ့ဒီထက်အများကြီးလည်းကောင်းအောင်လုပ်လို့ရသေးရဲ့ဆိုတာလည်းသိတယ်ဒါပေမဲ့အားလုံးကပထမဆုံးဖြစ်တယ်ဒီထဲမှာပါတဲ့ကျွန်တော်တို့အမှုပညာရှင်တွေအကုန်လုံးလည်းပရိသတ်တွေနဲ့ရင်းနှီးမှုရအောင်ကျွန်တော်တက်နိုင်များကျွန်တော်လုပ်ပေးနိုင်သမျှစူးစမ်းပေးသွားပါမယ်ဒါပေမဲ့ကျွန်တော်တို့ကလည်းbusiness သမားတွေဖြစ်တဲ့အတွက်ဒီကျွန်တော်ထုတ်လုပ်သူကပထမဆုံးစလုပ်ပေးတာဖြစ်တဲ့အတွက်ဒါတွေပြင်ဆင်ရမလဲဆိုတော့ကျွန်တော်လည်းလေ့လာနေရပေါ့နော်အကြမ်းမြင့်တော့ကျွန်တော်တို့ဒီဘက်မီဒီယာပိုင်းနေနဲ့ဒီအမှုပညာရှင်အသေးလေးတွေကိုမိတ်ဆက်ပေးမယ်ဒီရုပ်ရှင်ကားလေးကိုပရိသတ်တွေကြည့်ပြအောင်ကျွန်တော် marketing လေးလုပ်ပေးမယ်ပြီးတော့ဒီရုပ်ရှင်ကားကိုအကောင်းဆုံးအပိုင်းလေးပိုင်းပြီးတော့ထုတ်လင်းပြသပေးမယ်ပြီးတော့ဒီကားလေးပြီးရဲ့နောက်မှာဒီကားလေးရဲ့အောင်မြင်မှုမှာမူတည်ပြီးတော့ကျွန်တော်တို့နောက်ထပ်
ပရိသတ်တွေကိုပေးခြင်းနဲ့ကျွန်တော်တို့အများပြည်သူကိုပေးခြင်းနဲ့ message လေးရှိတယ် message ဆိုတာကျွန်တော်ခုနပြောတဲ့လောကရဲ့နေရာမှာလေးတွေရှိတယ်ပေါ့နော်ဥပမာကျွန်တော်တို့ဒုတိယကားဆိုကျွန်တော်စဉ်းစားတာရှိရဲ့ဒီတရေကောင်းအောင်မှာပြောင်းပြန်ရိုက်မှာပေါ့နော်ကျွန်တော်လူတွေကတရေကိုကြောက်တဲ့ဟာမျိုးမဟုတ်ဘူးနဲ့တရေတွေဘက်ကနေပြီးတော့ကင်မရာမန်တွေကရိုက်ပေးတဲ့ပုံစံမျိုးပေါ့နော်ပုံမှန်ဖြစ်လူတွေဘက်ကနေရိုက်တယ်တရေတွေကိုပြအဲ့လိုမျိုးမဟုတ်ဘူးကျွန်တော်ကတရေဘဝဘက်ကနေပြပြီးတော့တရေတွေကဘာကြောင့်ခုနဝိညာဉ်တွေပေါ့နော်လူတွေကိုသူတို့က6လန့်ကြတာလဲပေါ့နော်တကယ်တော့သူတို့ကကြောက်စေခြင်းတို့ထက်ကိုသူတို့ကအဖော်ပြုမှုလေးလိုချင်တာသူတို့အထီးကျန်နေတာဒါမျိုးလေးတွေပေါ့ဒါတွေဆိုရင်လူတွေတော်တော်များများတကောင်လုံးလူတွေတော်တော်များကြောက်တဲ့ဘက်ကနေပဲရိုက်ပြတယ်ပေါ့ဒီဝိညာဉ်တွေကအထီးကျန်နေရဆိုခံစားချက်ကိုကျွန်တော်ကနားလဲကျွန်တော်တို့အရာရာမှာမေတ္တာရဲ့ပါဝါဘယ်လောက်ကြီးလဲဆိုတော့ပြောပြချင်တာပေါ့နော်ဒါတွေကကြောက်ဖို့မဟုတ်ဘူးကျွန်တော်တို့မေတ္တာနဲ့ဘယ်လိုလုပ်လို့ရှိရင်ဒီအရာတွေကနော်ကျွန်တော်တို့ကောင်းမွန်တယ်ဆိုတဲ့ဟာမျိုးလေးကိုလည်းကျွန်တော်တို့အဲ့ version လေးတစ်ခုနဲ့ကျွန်တော်တို့ဒီလိုမျိုးဟာလေးတွေကိုပြဖို့လည်းကျွန်တော်စဉ်းစားတာအရှိတယ်ဒါပေမဲ့ကျွန်တော်ရိုက်တဲ့ရုပ်ရှင်တွေအကုန်လုံးကစီးပွားဖြစ်ဆိုတာတက်ကိုခုနလောကရဲ့ principle တွေနေရာမှာလူတွေမသိတဲ့တိမ်မြုပ်နေတဲ့ပြောင်းပြန်ဆန့်ကျင်ဘက်အရာတွေကိုတကယ်အမှန်တရားတွေကိုကျွန်တော်ကရုပ်ရှင်လေးတွေနဲ့ပြသသွားခြင်းနဲ့ဆန္ဒဆိုရင်ပုံမှန်ပါတယ်When la ne nga bwa de go me de ya chin ne ma tu de ti ne be nga shi ma set de ne ki de ku